ဒီနေ့လောက်ပြမယ့်အစီအစဉ်ကတော့ရှမ်းခောက်ဆွဲလုံးကြီးလေးပါရှင်ရှမ်းခောက်ဆွဲလုပ်ဖို့အတွက်လိုအပ်တဲ့ဟာကတော့နူဒိုပါမာတို့ရှိမှာတော့ဒီနူဒိုသုံးထားပါတယ်တကယ်လို့ဒီနူဒိုမရှိဘူးဆိုလို့ရှိရင်လည်းနူဒိုအချောက်ကိုသုံးလို့ရပါတယ်နော်ဒီကတော့နူဒိုအစိုးပေါ့နော်ခူလာထဲမှာရောင်းတာနော်ဒီနူဒိုနဲ့ဆိုလို့ရှိရင်တော့ချက်ချင်းစားလို့ရှိရင်တော့စားကောင်းပါတယ်နော်ရှမ်းခောက်ဆွဲအတွက်လိုအပ်တဲ့ဥစ္စာတော့အရင်တနေ့ကစီတက်ထားတဲ့ဝက်သားရယ်ဒီကတော့ပေါ့ချွာယူမယ်ဘာပဲဖြစ်ဖြစ်ပေါ့နော်ကြံမဆိုင်ပဲဖြစ်ဖြစ်မုံငင်းဖြူပဲဖြစ်ဖြစ်ပေါ့နော်ကြိုက်တဲ့အရွက်ထည့်လို့ရပါတယ်နော်ဒါကတော့ green onion ပါနော်ဒီကတော့ကြက်သွန်ဖြူနဲ့ရှာလကာရီနဲ့ပေါ့နော်အချင်းလေးလောက်ထားတာပေါ့နော်ဒါကတော့မြေပဲထောင်းပါနော်နှမ်းတော်လည်းထည့်လို့ရပါတယ်ဒါကတော့စီတိုဖူပါစီတိုဖူကိုရေဖြော်ထားတာပါစီတိုဖူကြိုက်ရင်လည်းထည့်စီတိုဖူမကြိုက်လည်းမထည့်လို့ရပါတယ်ဒီကတော့ငရုတ်တိစီချက်ပါကြက်သွန်ဖြူစီချက်နောက်ပြီးတော့ soy sauce လိုအပ်ပါမယ်နော်ဒီကတော့ရှမ်းခောက်ဆွဲနဲ့တွဲစားဖို့အတွက်ကော်ဖီချင်လေးပါနော်ကော်ဖီချင်ကတော့တော့ထညက်ရည်လေးနည်းနည်းထည့်ထားတယ်နော်တကယ်လို့တကြားထညက်ရည်မရှိဘူးဆိုလို့ရှိရင်တကြားလည်းထည့်လို့ရပါတယ်ဒါကတော့မုံညင်းချင်ပါနော်ဒီကတော့ soy sauce အပြစ်ပေါ့နော်ကဲအခုနော်ရှမ်းခောက်ဆွဲလုပ်ဖို့အတွက်လိုအပ်တဲ့ဥစ္စာကတော့ဒီနူဒိုကိုပထမဆုံးရေနွေးဖြောပါမယ်နော်ရေနွေးကိုစုအောင်တည်ထားမယ်ပြီးလို့ရှိရင်ဒီနူဒိုကခဏလေးပဲရေနွေးဖြောရပါတယ်နော်ဒါအကြာကြီးဖြောစရာမလိုပါဘူးနော်ရေနွေးပတ်ဝက်စုထဲမှာခဏလေးပဲထည့်လိုက်တာပေါ့နော်ပြီးလို့ရှိရင်ဒီကခုနဝက်သားစီတက်ထားတာနော်ခန်းချင်လေးရဲ့ပဲငပိရဲ့ချက်ထားတဲ့ဝက်သားရဲ့နောက်ပြီးလို့ရှိရင်ဒါမုံညင်းရဲ့နော်မုံညင်းရဲ့ဒါbaby pot choice ဆိုတဲ့ပေါ့နော်မုံညင်းဖြူအသေးလေးရဲ့နောက်ပြီးလို့ရှိရင်ဒီကကြက်သွန်ဖြူနဲ့နန်းနမင်းနဲ့လှုပ်ထားတဲ့ဟာရဲ့ငရုတ်သီးကြိုက်ငရုတ်သီးစီချက်နည်းနည်းထည့်မယ်နော်ပြီးလို့ရှိရင်ကြက်သွန်ဖြူစီချက်လုပ်မယ်ပြီးရင်ကြက်သားမုတ်ကြိုက်ရင်တော့ကြက်သားမုတ်ထည့်ပေါ့နော်ကြက်သားမုတ်မကြိုက်လို့ရှိရင်လည်းအချုံမုတ်ထည့်လို့ရပါတယ်အဲ့တော့နော်ဒီကစီတိုဖူးလေးနည်းနည်းထည့်ပါတယ်ပြီးရင်မြေပဲဆန်နော်မြေပဲဆန်လှော်ထားတဲ့ဟာလေးထည့်မယ်နော်ပြီးရင် soy sauce ထည့်ပါမယ် soy sauce တော့ဒီ soy sauce သုံးထားပါတယ်နော်ပြီးရင်မတော့ကြာညို့ခေါ်မလားတော့မသိဘူးနော် soy sauce အပြစ်ပေါ့နော်အဲ့ဒါနည်းနည်းထည့်မယ်နော်ဒီကတော့ပေါ့နော်ရှက်ကောပတ်ခေါ်ဆိုတဲ့အမှုံပေါ့နော်စီနဲ့ဖြော်ထားတာပေါ့နော်စီတက်လိုက်တာပေါ့နော်အဲ့ဒါဒီအမှုံလေးပေါ့နော်အဲ့စီလေးနည်းနည်းထည့်ရပါတယ်နော်နောက်ပြီးလို့ရှိရင်ဒီကမုံချင်းချင်လေးနော်ဒီကဆိုရှမ်းခောက်ဆွဲပါတကယ်လို့အရေးစားချင်လို့ရှိရင်ဒီထဲကိုအရေးထည့်လိုက်လို့ရှိရင်ရှမ်းခောက်ဆွဲအရေးပေါ့နော်ဒီထဲကိုအရေးထည့်လိုက်လို့ရှိရင်အဲ့တော့နော်ဝက်သားနဲ့ကြက်ရိုးနဲ့စွပ်ပြုတ်ထားတဲ့ဥစ္စာပေါ့နော်ဒီမှာအဲ့ဒါကြက်သွန်မိတ်ပေါ့နော်ဒီကြက်သွန်မိတ်နဲ့ဒါကတော့ရှမ်းခောက်ဆွဲပါရှင်နော်အားလုံးကြိုက်ကြမယ်လို့လည်းမျှော်လင့်ပါတယ်ရှင်မား channel ကိုကြိုက်တယ်ဆိုလို့ရှိရင် like and share လေးလုပ်ပေးခဲ့ပါလို့တောင်းဆိုချင်ပါတယ်နော်အားလုံးလည်းကျန်းမာချမ်းသာကြပါစေလို့မေတ္တာပို့လိုက်ပါတယ်ရှင်